မင်္ဂလာမျိုးတို့ဤကဲမြင်ကြတဲ့အတိုင်းပါပဲကဲကျွန်တော်တို့မနက်ကအခိုင်အမာပြောခဲ့တယ်အမာကြီး153ညနေတပွားပွားမှားခဲ့တယ်မဟာ3ညနှစ်ကွန်ခွေးတော့အခုမနက်မှာပဲ50ဆိုပြီးတဲစင်းတော့ပါပြီဗျာကဲအခုမြင်တွေ့နေရလေးကတော့ကျွန်တော်ရဲ့ Viber Community Group တွေကအောင်မြင်သွားတယ်ကျွန်တော်အမျိုးတွေပဲဖြစ်ပါတယ်ကျွန်တော်လည်းလက်တွဲခဲ့အမျိုးတွေအားလုံး share ပေါက် share မြက်တွေရခဲ့ကြပါပြီကဲလုံးဝအချိန်မပြတ်စေရပါဘူးဒီညနေနောက်ဆုံးပိတ်အတွက်ကျွန်တော်ထပ်မံတွက်ချက်ထားပါတယ်ဒီနေရာမှာတခုတူးကြတာလေးပြောပြမယ်နော်နောက်တစ်ပတ်အတွက်ရမ်းမှန်နဲ့ဆနာဘဇက်တိုက်တစ်ခါမှမပြတ်ဘူးသေးတဲ့မားတောင်းတဲ့အထူးငွေကတ်ကိုကျွန်တော်အမျိုးတွေအတွက်ခမဲ့လက်ဆောင်ဖြစ်ပေးသွားပါမယ်ဒီ9000တဲ့မွေးတက်ကိုအခမဲ့လိုချင်နေဆိုရင်အခုဝီယိုမှာမြင်နေရတဲ့ Viber phone number ကြီးမှာ high ထားလိုက်တော့ဗျာဒီညနေမှာတော့ပတ်တီ6ခွန်တအားကောင်းပါလေဗျာအဲ့ဒီ6ခွန်တွေကမှတကွက်ကောင်း os over ဆိုရင်တော့တစ်ချောက်ဆိုပြီးတိုင်းစီမှာအာဗရရတာစော်ထားလိုက်ဗျာညနေမှာတစ်ချောက်နဲ့အောင်ဝဲခံဒီတိုင်းစီကငွေဒီအိတ်လေကပိုင်နိုင်ကြပါစေလို့ဆုတောင်းပြလိုက်ပါတယ်ဗျာကဲကျွန်တော်အမျိုးတွေရောကျွန်တော်ရောဒီနေ့ကတော့အပိတ်စားခဲ့ရုပ်အားလုံးပဲကတော့ကြပါစီ